မိုးတိထန်စွာရွာသွန်းနေတဲ့ကြားကအမျိုးသမီးဟာအိမ်ကိုအပြေးလွှားပြန်လာခဲ့ပေမဲ့မတန်ဆွမ်းဖြစ်နေတဲ့သူမရဲ့ယောက်ျားကတော့အိမ်ဖော်ကိုတကားတေချာပိတ်ထားဖို့ခိုင်းခဲ့တယ်။သူမကမိုးရဲရေထဲမှာပဲအိမ်ထဲပေးဝင်ဖို့အသေးအတန်တောင်းပန်နေခဲ့တယ်။အိမ်ဖော်ကတကားဖွင့်ပေးခြင်းပေမဲ့မင်းမအပြင်ထွက်ပြီးမိုးဆိုခံခြင်းလို့လားဆိုတဲ့အမျိုးသားရဲ့စကားကြောင့်လက်လျှော့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာမေးလဲသွားခဲ့လို့ယောက်ျားဖြစ်သူဟာစိုးရိမ်သွားပြီးသူ့ကိုဝီချက်နဲ့အနားကိုအမြန်ပို့ပေးဖို့ခိုင်းလိုက်တော့တယ်။မူးဝေနေတဲ့ကြားကအမျိုးသမီးဟာယောက်ျားရဲ့မျက်နှာပေါ်ကစိုးရိမ်ပူပန်မှုတွေကိုမြင်လိုက်ရတယ်။သူဟာသူမကိုစတွေ့ကြတဲ့ကအသေးအတန်ချစ်ခဲ့တာကိုသူမသိတာပေါ့။သူဟာမိသားစုချင်းသဘောတူညီမှုနဲ့သူမကိုလက်ထပ်ခဲ့ပေမဲ့သူမကတော့ခါအောက်ပိုင်းတင်နေတဲ့သူ့ကိုအမြဲတမ်းနှိမ်ချဆက်ဆံခဲ့တယ်။တခါကသူဟာသူမရဲ့ကတင်ဘေးမှာချက်လက်မှတ်တစ်ခုနဲ့တမြောင်တစင်းကိုချထားပေးပြီးငါ့ကိုကွာရှင်းပြီးဒီပိုက်ဆံယူပြီးထွက်သွားနိုင်တယ်လို့ငါ့ကိုတက်ပြီးအကုန်ယူသွားလို့လည်းရတယ်လို့ပြောခဲ့ဘူးတယ်။သူမကပိုက်ဆံကိုယူပြီးသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလိုချင်တယ်လို့ရွေးပြောခဲ့ရင်အမျိုးသားကတုံ့ဆိုင်းခြင်းမရှိဘဲသဘောတူခဲ့တာကိုသူမအံ့ဩခဲ့ရတယ်။သူမဟာသူ့ရဲ့ချစ်ကိုခံစားမိလို့ပြုံးပြီးချက်လက်မှတ်ကိုပြစ်ချလိုက်တယ်။ပြီးတော့ယောက်ျားနားလဲလျှောက်သွားကသူ့ကိုနမ်းလိုက်ပြီးဇနီးကောင်းတစ်ယောက်လိုပြုစုပါမယ်လို့ကတိပေးလိုက်တယ်။တကယ်တော့ဒီမျိုးသမီးဟာပြန်လည်မွေးဖွားလာသူတစ်ယောက်ဖြစ်ပါတယ်။အရင်ဘဝတုန်းကသူမဟာယောက်ျားကိုမုန်းတီးပြီးရီးစားဟောင်းဖြစ်သူနဲ့ခိုးရလိုက်ပြေးခဲ့တယ်။ဒါပေမဲ့ရီးစားကသူမရဲ့သူငယ်ချင်းရင်းနဲ့ဖောက်ပြန်ပြီးသူမကိုတစ္ဆာဖောက်ခဲ့တယ်။သူမတည်ဆုံးသွားတဲ့အခါယောက်ျားဖြစ်သူကသူမကိုနာကျင်စေခဲ့တဲ့သူတွေကိုလိုက်လံလက်စားချေပေးခဲ့တာကိုသူမရဲ့ဝိညာဉ်ကမြင်တွေ့ခဲ့ရတယ်။ခင်ပွန်းဖြစ်သူမတန်ဆွမ်းဖြစ်သွားတာဟာလည်းသူမကိုကယ်တင်ရင်းဖြစ်ခဲ့တာဖြစ်ပေမဲ့သူမကတော့ရေးစားဖြစ်သူကကယ်တင်ရှင်လို့မှားယွင်းယုံကြည်ခဲ့တာပါ။နောင်နာတွေနဲ့မျက်လုံးပြန်ပွင့်လာတဲ့အခါသူမဟာလက်ထပ်ပြီးပထမဆုံးနှစ်ကိုပြန်ရောက်နေတာကိုသိလိုက်ရတယ်။သူမဟာအတိတ်ကအမားတွေကိုပြင်ဖို့အတွက်အိမ်ကိုအမြင်ပြန်လာခဲ့တယ်။အဲ့ဒီအချိန်မှာယောက်ျားဖြစ်သူဟာဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာဒဏ်ရာပြင်းထန်ရတော့မဲ့ဖြစ်ကိုသူမတတိယသွားပြီးအဲ့ဒီနေရာကိုအပြေးလွှားသွားခဲ့တယ်။ဆောက်လုပ်ရေးခွင်ကိုရောက်တဲ့အခါအလုပ်သမားတစ်ယောက်ကတန်ချောင်းတွေချီထားတဲ့ကြိုးကိုဖျက်ချလိုက်တာနဲ့တိုက်ဆိုင်နေတယ်။ယောက်ျားဖြစ်သူတန်ချောင်းတွေနဲ့ထိခိုက်တော့မဲ့အချိန်မှာအမျိုးသမီးကပြေးဝင်ပြီးသူ့ကိုတွန်းထုတ်ကကယ်တင်လိုက်ပေမဲ့သူမရဲ့ခြေထောက်ကတော့ပြိုကျလာတဲ့အပျက်စီးတွေအောက်မှာညှက်ပြီးကြေမွသွားခဲ့ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ခင်ပွန်းဖြစ်သူဟာအသေးအတန်စိုးရိမ်သွားပေမဲ့မတက်မရက်နိုင်တဲ့သူ့ဘဝကိုပထမဆုံးချိန်ဖြစ်နာကျင်စွာခံစားလိုက်ရပါတော့တယ်။ဒီဇလန်လေးကတော့အရင်ဘဝကအမားကိုဒီဘဝမှာအသက်နဲ့လဲပြီးပြန်ပေးဆက်ခဲ့တဲ့အမျိုးသမီးရဲ့အချစ်ဇလန်ပဲဖြစ်ပါတယ်။